သမင်းစားပြโอเคတနန်းဝေါဟင်းတွေကတော့အစုံပဲဗျာဒီမှာအမဲသားဟင်းလည်းပါတယ်မကြီးတီးရှက်လည်းပါတယ်ခရမ်းတီးရှက်လည်းပါတယ်သုံးမြုပ်တွေကတော့မုံငင်းရွက်ရဲ့နနံပင်ရဲ့ကော်ဖီထုတ်ရဲ့တက်သွန်ဖြူရဲ့ငရုတ်တီးရဲ့အစုံပါပါတယ်ခင်ဗျစားကြပါဦးခင်ဗျဒီတပန်းကိုကိုအောင်ကျုံးမယ်ဒါနဲ့လက်ကဆေးထားပြီးသားနော်စားကြပါဦးခင်ဗျမဲသားချက်ပါမုံငင်းရွက်တယ်ပဲနန်းပင်မှာဒါတော့မကြီးသေးချက်ပါခင်ဗျခရမ်းတီးချက်ပါတက်သွန်ဖြူဒီနွေးလေးတော့ပါကဲသမီးကတော့နည်းနည်းကြံသေးပေမဲ့ဖိုင်အတော်တင်းနေမို့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနောက်ဗီဒီယိုတွေမှာလည်းဗာတွေထပ်စားပြစေချင်သေးလဲဆိုတာကိုအောက် comment လေးထဲမှာရေးသွားပေးကြပါဦးနော်